အားလုံးပဲမင်္ဂလာပါရှင်အဲ့တော့အခုစိမ့်က Soul Family တို့ကိုပေါ့နော်ဒီအခု June July August ပေါ့နော်3လမှာစိမ့်တို့အားလုံးအတူတူလုပ်ရမယ့် spiritual protocol လို့ပဲပြောရမယ်ပေါ့နော်ဒီ spiritual protocol လေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပြီးသွားပြီဆိုရင်စိမ့်အခုပထမဆုံး protocol ရဲ့အဖွင့်အနေနဲ့အခု July လမှာစပြီးတော့လုပ်ရမယ့် program လေးကိုဒီ video လေးနဲ့ launch လုပ်တာဖြစ်ပါတယ်အဲ့တော့စိမ့်ကအခုဘယ်ရောက်နေလဲဆိုတော့ Indonesia ရောက်နေတာပေါ့နော် Indonesia ရဲ့ destination ပေါ့ပထမ destination ကတော့ဘာလီကိုရောက်နေတာပြီးရင်တော့စိန်ယိုယာကတာဆိုတဲ့မြို့လေးကိုသွားမယ်ပေါ့နော်သွားပြီးတော့စိန်ဟိုအလုပ်ကလေးတွေလုပ်ဆရာရှိလို့ပေါ့အလုပ်ကလေးတွေလုပ်ဆရာရှိလို့စိန်အင်ဒိုနီးရှားရောက်နေရပါအဲ့တော့အမှန်တိုင်းပြောရရင်တော့ပေါ့နော်စိန်ဒီဥစ္စာကပေါ့နော်ဒီ protocol လေးပေါ့ဒီ protocol လေးက Golden Odyssey နဲ့ပထမပွဲကလွဲပြီးတော့အခုရှေ့ကနေပြီးတော့လုပ်ရမယ့်အကြောင်းအရာတွေဒီအစမှာပေါ့နော်ကြိုတင်စီစဉ်ထားတဲ့အကြောင်းတရားတွေမဟုတ်ဘူး Golden Odyssey 2026ကတော့ထုံးစံအတိုင်းစိန် July August ဆိုရင်လုပ်နေကြဆိုတော့ဟိုနှစ်တိုင်းကတော့ Paris section တွေမတူဘူးဆိုပေမဲ့လုပ်နေကြဆိုတာရဲ့အဲ့ဒါပြီးရင်ဒီနှစ်မှာဒီပထမပွဲကိုဆက်ပြီးတော့လုပ်ပေးရမယ်ဆိုတဲ့ဟာကတော့ဒါလွန်ခဲ့တဲ့တလားနှစ်လတည်းကဒါကကိုကနေပြီးတော့ဒါ spiritual plan လုပ်ထားတာပေါ့နော်ဒါပေမဲ့စိမ့်တို့တစ်ခါတလေကြာရင်စိမ့်တို့အဲ့ဒီအရာတွေကိုလုပ်ဖို့အတွက်ရှေ့မှာဖြည့်ဆည်းရတဲ့အကြောင်းတရားတွေရှိရယ်ရှေ့မှာရှင်းလင်းရမယ့်အရာတွေရှိရယ်စိမ့်အများနဲ့ပြောသလိုပါပဲစိမ့်ဘာပြောလဲဆိုရင်လူတစ်ယောက်ကပို့ပြီးတော့ကံကောင်းမှုပို့ပြီးတော့ abundance ဖြစ်ဖို့ပို့ပြီးတော့ကိုယ့်ရဲ့ဒီပေါ့နော်ဘဝမှာပဲဖြစ်ဖြစ် spiritual journey မှာပဲဖြစ်ဖြစ်ပို့ပြီးတော့ growth ဖြစ်ဖို့တိုးတက်ဖို့ရှေ့ရောက်ဖို့ဆိုရင်စိတ်တို့ကပိုကောင်းတာတွေကိုလုပ်ရမှာမဟုတ်ဘူးဘဝမှာကောင်းတာတွေလိုချင်ပို့ပြီးတော့အဆင့်မြင့်ခြင်းပိုကောင်းတာတွေမလုပ်ခင်မှာကိုယ့်ဘဝမှာမလိုအပ်တော့တဲ့အမိုက်တွေကိုအရင်ရှင်းလင်းရမှာကိုယ့်ဘဝမှာပိုကောင်းတာတွေကိုရောက်ဖို့အတွက်ပိတ်ဆို့တားဆီးတဲ့အရာတွေကိုအရင်ရှင်းလင်းရမှာဖြစ်ပါတယ်အဲ့အတွက်စိတ်တို့ပထမဦးဆုံးအနေနဲ့ပေါ့နော်စိတ်တို့ရှင်းလင်းရေး program လုပ်ရပါမယ်အဲ့တော့အဲ့ရှင်းလင်းရေး program ဒီလေအမှန်တိုင်းပြောရရင်တော့စိတ်တို့ဒီပြီးခဲ့တဲ့capacity to love မှာစိတ်တို့ Hindu temple မှာမင်္ဂလာရေကန်တစ်ခုလှူတယ်ပေါ့နော်အဲ့ဒီမင်္ဂလာရေကန်ကကိုလှူလိုက်တာလှူတာကတော့အဓိကကတော့ဒီစိတ်တို့ဒီ Hindu ဘုရားရှင်တွေ Hindu မေတော်တွေကိုဒါကျေးဇူးဆက်ကုသိုလ်ပြုတဲ့အနေနဲ့လှူလိုက်တာလှူပြီးတဲ့အချိန်မှာစိတ်တို့လှူမဲဆိုပြီး decision ချပြီးတဲ့အချိန်ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်မှာဘာလေး calling ရလဲဆိုရင်ဒီကုသိုလ်ကိုအကြောင်းတရားပြုပြီးတော့စိမ့်တို့ဆက်လုပ်ခွင့်ရသွားတာဆိုလိုချင်တာကလေတခါလေကြာရင်စိမ့်တို့ကလေကုသိုလ်ကိုပြုတာကတော့ဒါအများအတွက်စိမ့်တို့လောကအတွက်ဒါမှမဟုတ်စိမ့်တို့ဒီဟိုပေါ့နော်စိမ့်တို့သာသနာအတွက်လှုပ်လိုက်တယ်ဆိုပေမဲ့အများအတွက်လှုပ်လိုက်တဲ့အခါမှာမိမိတို့လှုပ်ရမယ်မိမိတို့အတွက်ကံကောင်းခြင်းဖြစ်စေမယ်အကြောင်းတရားတွေဒီသူကကျွဲကူးရေပါအဆွဲပွားတွေနဲ့ပါလာတာစိမ့်တို့တွေကုသိုလ်လုပ်တဲ့အချိန်မှာစိမ့်တို့ကဘာဖြစ်ပါစေညာဖြစ်ပါစေဘာရပါစေညာရပါစေလို့လှုပ်တာမဟုတ်ဘဲနဲ့အများအကျိုးကိုရှေးရှုပြီးတော့ပေါ့နော်သူတစ်ပါးအစင်ပြေရေးကိုရှေးရှုပြီးတော့အလုံးလုံးလိုက်တဲ့အခါမှာပို့ပြီးတော့ကြီးမားတဲ့အကျိုးကျေးဇူးတွေဟာစုမတောင်းမဲနဲ့ရလာတယ်ပေါ့နော်အဲ့ဒီစုမတောင်းမဲနဲ့ရလာတဲ့အထဲမှာစိမ့်ဒီနေ့ launch လုပ်မဲ့ program လည်းပါပါတယ်အဲ့တော့အဲ့ program လေးကိုအရင်ပြောပြပါမယ်အဲ့တော့အဲ့ program လေးကိုစိတ်ဆက်လုပ်မဲ့အရာတွေရောဒီပုပ်လေးလင်းပြောရင်ဂွင်းဆက်လိုမျိုးတစ်ခုနဲ့တစ်ခုပေါ့နော်ချိတ်ဆက်နေတဲ့အရာတွေဖြစ်ပါတယ်ဆိုလိုချင်တာကဒီနေ့ launch လုပ်တဲ့ program ရဲ့ဆက်လုပ်မဲ့အရာတွေရဲ့ဒီတည်တံ့ဖြစ်တည်နေတာမဟုတ်ဘဲနဲ့ဒီ spiritual protocol မှာဆိုရင်အကြမ်းမြင့်အားဖြင့်စိမ့်တို့ပေါ့နော်ပထမဆုံးအနေနဲ့စိမ့်ဒီနေ့ launch လုပ်မဲ့ program ပါမယ်ပြီးရင်ဒီထဲမှာပေါ့နော်အဲ့ program လုပ်ပြီးတဲ့အချိန်မှာပေါ့နော်သူကနဲ့သူဒီအကြောင်းတရားတစ်ခု calling တစ်ခု channel message တစ်ခုပေါ်လာလို့ urgent important ပေါ့နော်ချက်ချင်းကိုအရေးတကြီးလုပ်ရမယ်စိတ် local divine portal တစ်ခုပါလိမ့်မယ်ဟိုပေါ့နော်ဒါလေးကတော့ဒီ program ပြီးရင်ဆက်ပြီးတော့ဟိုပေါ့နော် launch လုပ်ပေးပါမယ်အဲ့တော့ဟို divine portal ကစိတ်တို့ overseas ကတော့Sri Lanka နဲ့ China နဲ့သွားပြီးပြီပေါ့နော်ဒါကတော့ local divine portal ပါအဲ့ဒီဘာလေးလုပ်ရမယ်လုပ်ပြီးွားရင်တော့စိတ်တို့တွေ Golden Odyssey 2026ရဲ့နောက်တစ်ခုကကြတော့အကြောင်းသိမ်းမှာကတော့ပထမပွဲရဲ့ပါအဲ့တော့အကြောင်းသိမ်းမယ်ဒီအကြောင်းတရားနဲ့စပြီးအကြောင်းသိမ်းမယ်ဆိုတာဟိုတစ်သက်လုံးတွဲမဟုတ်ဘူးဒီ timing အတွက်ပေါ့နော်ဒီ divine timing အတွက်လုပ်ရမယ့်အကြောင်းတရားဖြစ်ပါတယ် okay အဲ့တော့စိတ်အခုဒီ program ကနေစပြီးတော့သွားမယ့် local portal တွေ Golden Odyssey 2026တွေနောက်ဆုံးပထမပွဲဒီကြားထဲမှာလုပ်ရမယ့်ဒီ capacity to love ကိစ္စတွေဒီတီးတန့်ကြီးဖြစ်တည်နေတာမဟုတ်ဘဲနဲ့သူကသူ့ဟာနဲ့သူဂွင်းဆက်နဲ့အလုံးလောက်ရတာဖြစ်ပါတယ်ချိတ်ဆက်နေတာဖြစ်ပါတယ်အဲ့တော့စိတ်အခုတလောဒီစိတ်ပေါ့နော်ကုသိုလ်တွေလုပ်ပြီးရင်စုတောင်းတစ်ခုတောင်းထားပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ protocol ကြီးတွေအရေးကြီးတဲ့အတွက်ဒီ protocol ရဲ့အဖွင့်ကနေပြီးတော့နောက်ဆုံးပိတ်သိမ်းတဲ့အချိန်အထိစိတ်နဲ့ပတ်သက်တဲ့တန်တရားအကြောင်းတရားတွေပါလာတဲ့ပါတင်ပါထိုက်တဲ့ coordination နဲ့သာသမီပဋ္ဌာန်းဆက်တွေအားလုံးဒီအခက်အခဲမရှိအလွယ်တကူလိုက်ပါနိုင်လာပါစေဆိုတဲ့စုဖြစ်ပါတယ်အဲ့တော့စိတ်အခုပေါ့နော်ဒီ protocol ကိုဒီနေ့ launch လုပ်မဲ့ဒီ spiritual protocol အကြီး
ကြီးကိုစပြီးတော့ဒီ mission ကြီးကိုစပြီးတော့အလုံးလုံးမဲ့ program ကတော့စိမ့်တို့ karmic cleansing program ဖြစ်ပါတယ်အဲ့တော့စိမ့်တို့ပေါ့နော်စိမ့်ဒီရေကန်အလှလှတဲ့ပြောခဲ့ပါတယ်ရေတွေရဲ့သဘောဒီတန့်စင်ခြင်းအမိုက်တွေကိုဆေးချခြင်းဆိုတဲ့သဘောရှိရယ်စိမ့်တို့ညစ်ပတ်တဲ့နေရာတွေပဲဖြစ်ဖြစ်အမိုက်တရိုက်တွေရှိတဲ့နေရာတွေပဲဖြစ်ဖြစ် and then စိမ့်တို့နောက်ဆုံးနေ့စဉ်နေ့တိုင်းမျက်နှာတက်တာဟိုရေချိုးတာကအစပေါ့နော်မျက်နှာတက်တာရေချိုးတာကအစဘာဖြစ်လဲဆိုစိမ့်တို့ဒါရေကဘာလဲဆိုတော့ခန္ဓာကိုယ်ရဲ့အညစ်အကြေးတွေနောက်တစ်ခုကကြတော့ဒီနေရာဌာနတွေရဲ့အညစ်အကြေးကိုတန့်ရှင်းတဲ့အချိန်မှာရေကိုအသုံးပြုတယ်အဲ့ဒီကနေပြီးတော့စိမ့်တို့ဒီဥစ္စာကဒီကုသိုလ်တစ်ခုပြုတ်လိုက်တဲ့အချိန်မှာစိမ့်တို့ပေါ့နော်ဒီတကယ်ကို higher beings တွေတကယ်ကိုဟိုမေတော်တွေဖျားရှင်တွေနဲ့တခြားအဆောင်ရှောက်တွေနဲ့ဆရာသခင်တွေရဲ့ blessing နဲ့စိမ့်တို့ဒီ karmic cleansing program ကိုအလုပ်လုပ်ခွင့်ရသွားပါတယ်။ဘာဖြစ်လို့စိမ့်ကဒီလိုပြောလဲဆိုတော့စိမ့်တို့တွေဒီတချို့အလုပ်တွေကိုလုပ်ချင်တိုင်းလုပ်လို့မရပါဘူး။အလုပ်တစ်ခုလုပ်ဖို့အထူးသဖြင့်စိမ့်နဲ့အတူတကွပေါ့နော်။စိမ့်တို့အတူတကွ collective mission တစ်ခုလုပ်ဖို့ဆိုတာဒီလူတွေအားလုံးအကြောင်းတရားပြည့်ဖို့လိုပါတယ်။စိမ့်တစ်ယောက်တည်းအကြောင်းတရားပြည့်နေလို့မရဘူး။စိမ့်တစ်ယောက်တည်းရှေ့ရောက်နေလို့မရဘူး။စိမ့်တစ်ယောက်တည်းပေါ့နော်ဟိုဘယ်လိုပြောမလဲဥဆောင်ပြီးတော့ဘသူကမှလူမရှင်စိမ့်တို့လုံးလို့မရအောင်အဲ့တော့စိမ့်တို့ collective mission ဆိုတာဒီအခြေအနေမှာစိမ့်တို့ရှင်းလင်းခွင့်ရသွားတာဖြစ်ပါတယ်တချို့အရာတွေတချို့ကံကြွေးဝတ်ကြွေးတွေရှင်းလင်းဘလို့ပဲရှင်းလို့မရတာဘလို့ပဲရုံထွက်ရုံထွက်လို့မရတာဘလို့ပဲအဖြေရှာပေမဲ့အဖြေရှာလို့မရတာတွေရှိပါတယ်နံပါတ်1အကြောင်းတရားမပြည့်သေးလို့နံပါတ်2အချိန်မကျသေးလို့အကြောင်းတရားပြည့်ပြီးတော့အချိန်ကျတယ်ဆိုရင်တောင်မှစိမ့်တို့ကလောကကြီးမှာမိမိတယောက်တည်းရက်တည်နေတာမဟုတ်တဲ့အတွက်ဒါတွေကိုရှင်းလင်းပေးဖို့လမ်းပြပေးနိုင်မယ်ဆရာသမားရှင်းလင်းပေးဖို့အတွက်မေတ္တာတရားနဲ့ကုညီစောင့်ရှောက်မဲ့ဆရာသခင်တွေရဲ့အဆောင်ရှောက်တွေရဲ့အင်အားကလိုပါတယ်အဲ့တော့စိမ့်တို့ဒီပထမဆုံးဒီလိုရှင်းလင်းခွင့်ရသွားတာကိုကိုကျေးဇူးတင်ရမှာဖြစ်ပါတယ်ကိုချီးကျူးရမှာဖြစ်ပါတယ်ကိုဂုဏ်ယူရမှာဖြစ်ပါတယ်စိမ့်တို့ရှေ့မှာလုပ်ခဲ့တော့အကြောင်းတရားတွေကြောင့်စိမ့်တို့ကဒီအချိန်မှာ karmic cleansing program ဆိုတဲ့ဟာကိုစိမ့်နဲ့အတူတကွလုပ်ခွင့်ရတာဖြစ်ပါတယ်အဲ့တော့စိမ့်တို့ karmic cleansing program ဆိုတော့စိမ့်တို့ cleansing ဆိုတဲ့အတိုင်းပေါ့နော်စိမ့်တို့ရှင်းထိုက်ပြီးတော့ရှင်းဖို့အချိန်ကြာရောက်တဲ့စိမ့်တို့ရဲ့ဘို့တန်တရားမှာပါလာတဲ့စိမ့်တို့ရဲ့ဒီရှေ့တော့အကြောင်းတရားတွေကြောင့်အတိတ်အကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားတွေပေါ့နော်အဲ့တော့စိမ့်တို့ဒီကံကြွေးဝတ်ကြွေးတွေကိုစိမ့်တို့ကရှင်းလင်းမှာဖြစ်ပါတယ်အဲ့တော့ရှင်းလင်းတယ်ဆိုတဲ့အချိန်မှာဘယ်သူကရှင်းလင်းပေးမှာလဲဆိုတော့ကိုရှင်းရမှာဖြစ်ပါတယ်အဲ့တော့စိမ့်ဒီဥစ္စာကိုရှင်းလင်းဖို့အတွက်ဒီဥစ္စာကူညီတဲ့သူရှင်းလင်းပေးနိုင်ဖို့အတွက် guide လုပ်ပေးတဲ့သူရှင်းလင်းပေးနိုင်ဖို့အတွက်အလဲကနေပြီးတော့ဟိုဘယ်လိုပြောမလဲလမ်းပြပေးတဲ့သူသာဖြစ်ပါတယ်တကယ်တမ်းကုညီဆောင်ရှောက်မှာဒီတကယ်ကို divine beings တွေအဆောင်အရှောက်တွေဆရာသခင်တွေဝိဇ္ဇာတွေနဲ့မိမိတို့တူးချင်းစီရဲ့အဆောင်ရှောက်ဒီနက်မြက်နှကောင်ဒေဝတာတွေဖြစ်ပါတယ်အဲ့အတွက်ဘာဖြစ်လဲဆိုတော့စိမ့်တို့ကပေါ့နော်ဒါပဋ္ဌာန်းဆက်တွေကနေပြန်ပြီးတော့ကိုယ့်ရဲ့အကြီးအကဲတွေပဋ္ဌာန်းဆက်တွေကပြန်ပြီးတော့စောင့်ရှောက်မှာပေါ့အဲ့တော့ကိုယ်တိုင်ကိုကြရှင်းလင်းမှသာဖြစ်မှာပါအဲ့တော့ကိုယ်တိုင်ကိုကြရှင်းလင်းမှုအတွက်စိမ့်ကဒီ karmic cleansing program လေးကို launch လုပ်လိုက်ပါတယ်အဲ့တော့ဆိုလိုချင်တာစိမ့်ကဘလောက်ပဲ launch လုပ်စိမ့်ကဘလောက်ပဲရှင်းပေးမယ်လို့ပဲပြောဒါကိုကနေပြီး committed ဖြစ်ဒီ program ထဲမှာတသားတည်းပါဝင်မှသာကိုကနေပြီးတော့action ယူမှသာစိမ့်တို့ကနောက်ဆုံးအလုပ်ဖြစ်မှာဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒီဥစ္စာလေးကိုစိမ့်ကအရင်ဆုံးရှင်းပြခြင်းပါတယ်အဲ့တော့ karmic cleansing program မှာစိတ်တစ်ခါမှမလုပ်ဘူးတဲ့ပုံစံတစ်ခုလုပ်ပါလိမ့်မယ်စိတ်များသောအားဖြင့် program တွေလုပ်တဲ့အခါမှာစိတ်အချိန်တစ်ချိန်ပဲလုပ်ပါတယ်ဆိုလိုချင်တာကပေါ့နော်စိတ်တို့စိတ်ရဲ့ဒီဘယ် program မဆိုပေါ့နော်အဲ့လိုမျိုးကြားပြက် program တွေပဲဖြစ် program အကြီးတွေပဲဖြစ်ဥပမာ golden odyssey တို့ mystic milestone တို့မှာပါတဲ့ program တွေဆိုရင်စိတ်တစ်ခုတရက်ဆိုတာတညပဲပေါ့နော်တနာရီ2နာရီဆိုလိုချင်တာတစ်ခုဆိုရင်1 section ပဲတစ်ခုဆိုရင်1 section ပဲပေါ့နော်အဲ့တော့စိမ့်တို့ပြီးခဲ့တဲ့အချိန်မှာအရန်ကိုအရွေးတွေဖြစ်ခဲ့တဲ့ soul contract လိုဟာမျိုးတွေ HDC လိုဟာမျိုးတွေ spiritual agreement chosen one karmic getting စသဖြင့်ပေါ့နော်ဘယ်အရာမဆို inner child ဘယ်ဟာဖြစ်စိမ့်တည်ပါလဲဆိုဒီ program အကြီးတွေအောက်မှာပါတဲ့ section ဆိုလဲ1 session 1 time ပဲ1 session 1 time 1 hour ပဲစိမ့်အလုပ်လုပ်တယ်အဲ့လိုပဲစိမ့်ကြားထဲမှာအလုပ်လုပ်ပေးခဲ့တဲ့ထားပါတော့ many portal activation တို့ timeline တို့ and then production တို့ divine sheet တို့စသဖြင့်ဒီကြားပြတ်မှာဝင်လာတဲ့ program တွေဆိုလဲ1 session 1 time ပဲဒါပေမဲ့အခုအချိန်မှာတော့စိမ့်က karmic cleansing program မှာစိမ့်က2 section ပါဝင်သွားမှာဖြစ်ပါတယ်ဒါကလည်းရှင်းပြောရအောင်စိမ့်စကားနဲ့ပြောရရင်တော့အပေါ်ထက်ရဲ့ဒီ direction ပေါ့နော်အပေါ်ထက်ရဲ့မေတ္တာနဲ့အပေါ်ထက်ရဲ့ဒီလမ်းညွှန်မှုနဲ့စိမ့်တို့ကဒါအလုပ်လုပ်ရတာ2 section အလုပ်လုပ်ခွင့်ရှိတာဖြစ်ပါတယ်အဲ့တော့2 section မှာဆိုရင်စိမ့်တို့ okay karmic cleansing ပေါ့နော်မိမိတို့ရဲ့အခုချိန်မှာအချိန်ကျနေပြီးတော့မိမိတို့ကိုယ်တိုင်ကရှင်းလို့ရမယ်
ပေါ့နော်ပြောပြီးသားနော်ရှင်းလို့ရမယ်ဟာကိုပဲရှင်းခွင့်ရှိတာရှင်းလို့မရတဲ့ဟာကိုစိမ့်တို့ဒီရှင်းခွင့်မရှိဘူးအဲ့တော့ရှင်းလို့ရမယ်အရာကိုစိမ့်တို့ section 2ခုနဲ့စိမ့်တို့ရှင်းလင်းရေးပြုလုပ်ပါမယ်အဲ့တော့ nematic section ကတော့စိမ့်တစ်ခါမှအလုံးမလုပ်ဘူးတဲ့ social karmic cleansing section ဖြစ်ပါတယ်အဲ့တော့အဲ့မှာ section 2ခုပါမယ် number 1 section ဒီ social karmic cleansing number 2 section ဒီ abundance karmic cleansing ဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးတွေကိုအချင်းချုပ်ရှင်းပြပါမယ်အဲ့တော့ social karmic cleansing ဆိုတာဘာလဲဆိုရင်စိမ့်တို့ relationship ထက်နည်းနည်းပါတယ် relationship ထက်နည်းနည်းအဲ့တော့ relationship ဆိုတာကမိမိတို့ရဲ့ဒီဘဝမှာမိမိတို့တော်ခြင်းသည်ဖြစ်စေမတော်ခြင်းသည်ဖြစ်စေပတ်သက်ခြင်းသည်ဖြစ်စေမပတ်သက်ခြင်းသည်ဖြစ်စေသွေးသားတော်ဆက်လာတော့မိသားစုဝင်တွေဆွေမျိုးတွေနောက်တစ်ခါကြတော့ပေါ့နော်တကယ်ဟိုဘယ်လိုပြောမလဲဇနီးမောင်နှံတွေအိမ်အောင်ဘက်တွေစသဖြင့်ပေါ့နော်ဒီလိုမျိုးလှုပ်ဖော်ကင်ဘက်တွေစသဖြင့်ဒါ relationship social ကြတော့ဘာလဲဆိုရင်ဒါပို့ပြီးတော့များသွားပြီဆိုလို့ကျွန်တော်ပို့ပြီးတော့ကျေပြန့်သွားပြီမိမိနဲ့ဓာတ်ရိုက်ပတ်သက်တဲ့သွေးသားတော်ဆက်တဲ့မတွေ့ခြင်းမမြင်ခြင်းလဲတွေ့နေရမယ်တွေ့ခြင်းမြင်ခြင်းလဲတွေ့နေပတ်သက်နေရမယ်သူတွေတင်မဟုတ်ဘဲနဲ့မိမိတို့နဲ့သွေးသားတော်ဆက်ပတ်သက်ခြင်းမရှိတဲ့သူရောမိမိတို့နဲ့သွေးသားတော်ဆက်ပတ်သက်ခြင်းရှိတဲ့ relationship ကိုပါသွားတဲ့အတွက်ဆရာသခင်တွေကဒါကိုလူမှုရေးပိုင်းဆိုင်ရာအတိတ်ကံတွေကိုရှင်းလင်းခြင်းပေါ့နော် English လို့ဆိုရင်တော့ social karmic cleansing ဆိုပြီးတော့စိမ့်ကိုနာမည်ပေးခိုင်းထားပါတယ်အဲ့တော့အဲ့ဒါတွေကဘလို့တွေလဲဆိုစိမ့်ပါဝင်လူတိုင်းကြုံတွေ့နေရတဲ့အရာမျိုးတွေပါဘာလဲဆိုတော့မိမိတို့မဟုတ်ဖဲနဲ့ပေါ့နော်မိမိတို့မပြောဘဲနဲ့မိမိတို့ဘာမှလည်းအမှားမလုပ်ဖဲနဲ့မဟုတ်မမှန်ဆွဆွဲခံရတာတွေတိုက်ခိုက်ခံရတာတွေပြောဆိုခံရတာတွေရှိလားမသိဘူးဘဝမှာနောက်တစ်ခါကျခိုင်ကြရင်တချို့လုပ်ငန်းခွင်တွေမှာမိသားစုထဲမှာပါပေါ့နော်ပတ်ဝန်းကျင်မှာဟို6တွန်းခံရတာကိုမလောက်ဖဲနဲ့ကိုနာမည်အတက်ခံလိုက်ရတာကိုခေါင်းစဉ်အတက်ခံလိုက်ရနောက်ပြီးတော့ဗာလဲဆိုရင်လူကြီးကိုဂုံတိုက်တာဒါမှမဟုတ်ငငယ်တော့ဆိုလဲဆရာမကိုဂုံတိုက်ခံရတာနောက်တစ်ခါကျကိုကယုံကြည်ပေမဲ့တကယ်ကိုအပေါ်ဟိုပေါ့နော်ဒီဟိုဘယ်လိုပြောရမလဲပြန်ပြီးတော့စစ်မှန်မှန်နဲ့ true face နဲ့ကိုကတော့စိတ်ရင်းစေတနာနဲ့ခင်မင်ပေမဲ့ကိုစိတ်ရင်းစေတနာနဲ့မခင်မင်ဘဲနဲ့ဗာလဲဆိုရင်ကိုအနာကိုရောက်လာပြီးတော့မှကိုကယုံကြည်ပြောထားတဲ့အရာတွေယုံကြည်တိုင်ပင်ထားတဲ့အရာတွေကိုဘာလုပ်တာလဲဆိုရင်ဟိုဘယ်လိုပြောမလဲနောက်ကျောဓာတ်နဲ့ထိုးခံရတာမျိုးကိုအကြောင်းတွေကိုပဲအသုံးပြုပြီးတော့ကို use လုပ်ပြီးအသုံးပြုပြီးကိုအသုံးပြုပြီးတော့တစ်ဖက်ကနေပြီးတော့ထားပါတော့သူတို့ရဲ့ဘဝရဲ့သူတို့ကိုချိုးတွေဒါမှမဟုတ်သူတို့ဘဝလှေကားတက်ဖို့တွေအတွက်ကိုအသုံးချသွားတာမျိုးတွေအဲ့လိုမျိုးတွေပေါ့နော်နောက်တစ်ခါကျတော့ကိုနဲ့တဲ့နေတယ်ဒီလူနဲ့တဲ့နေတယ်ဒါပေမဲ့မတဲ့စေခြင်းတဲ့အတွက်အလဲကနေပြီးတော့ခလောက်ဆန်တာမျိုးတွေကိုရဲ့ထားပါတော့အထက်လူကြီးဖြစ်စေကိုရဲ့လှုပ်ဖော်ကိုင်မဲ့ဖြစ်စေကိုရဲ့အိမ်အောင်ဘက်ကဖြစ်စေကြည်လင်နေတဲ့အချိန်မှာတခြားအမျိုးတွေကတခြားမလိုလားတဲ့သူတွေကတခြားလုပ်ငန်းပတ်ဝန်းကျင်ကနေပြီးကြည်လင်နေတဲ့လူနှစ်ယောက်မကြည်လင်အောင်အလဲကနေခလောက်ဆန်တာမျိုးတွေပေါ့နော်အဲ့တော့ဆိုလိုချင်တာကဘာလဲဆိုရင်အတားမျိုးတွေကိုကြုံတွေ့ဘူးတယ်ဒါမျိုးတွေဘဝမှာခံရဘူးတယ်နောက်ပြီးတော့ကိုရဲ့စီးပွားပြိုင်ဖက်တွေပေါ့ကိုကတော့ကို့အလုပ်ကိုလုပ်နေပေမဲ့ဘာလဲဆိုရင်ကိုစီးပွားမဖြစ်စေခြင်းလို့ကိုမအောင်မြင်စေခြင်းလို့ဘာလဲဆိုရင်မဟုတ်မမှန်ပြောတာတိုက်ခိုက်တာစသဖြင့်ပေါ့နော်နောက်ွယ်မှာကိုလိုမျိုးပေါ့နော်ကိုဘယ်လိုရည်ရွယ်ချက်ရှိပေါ့ဒါကလေတာမန်အတင်းတုတ်တာမျိုးကိုပြောတာမဟုတ်ဘူးပေါ့နော်ဟိုဒါကတော့လူရဲ့သဘာဝအရာဟိုပြောတယ်ဆိုတယ်တင်းတုတ်တယ်ဆိုတာမျိုးကတော့လူရဲ့စိတ်သဘောတရားအရာပေါ့နော်ရှိနိုင်တယ်ဒါကကြတော့ဘာလဲဆိုရည်ရွယ်ချက်ရှိကိုပျက်စီးကြောင်းအတွက်ကိုဒီထက်ပို့ပြီးတော့အမြင့်မလန်းနိုင်အောင်ဒါမှမဟုတ်ဒီနေရာကနေပြီးဆွဲချခြင်းတဲ့သဘောတွေနဲ့စိမ့်တို့ခုနလိုမျိုးနောက်ကျောသားနဲ့ထိုးတာတွေခလောက်ဆန်တာတွေတိုက်ခိုက်တာတွေနောက်ပြီးတော့ကိုလည်းမဟုတ်ဘဲနဲ့ကိုတခါမှမပြောဘူးတဲ့စကားတွေကကိုပြောပါတယ်ကိုလုပ်ပါတယ်ဆိုပြီးတော့တချို့အခြေအနေမှာဆိုးဝါဖြည့်ရှင်းရတဲ့အထိဆိုးဝါဂျင်းနဲ့ချက်ထဲရောက်တဲ့အထိကိုမှအရန်စိတ်အနှောက်အယှက်ဖြစ်ရတာနောက်တစ်ခါကျတော့ဟိုဂုံတိတ်ခါကြတာစသဖြင့်ပေါ့နော်အဲ့ဒီအာဟာတွေကကိုယ့်ရဲ့ဘဝမှာဟိုကြုံတွေ့ဘူးတဲ့ဆိုရင်တော့ဒီဥစ္စာလေးဒီ social karmic cleansing program ဆိုတဲ့ဟာကိုဒါကဟိုဆရာသခင်တွေကဒါကနေပြီးတော့ဒါဒီလူတွေအတွက်အလုံးလောက်ခိုင်းထားတာပါโอเคအဲ့တော့ဒီမှာပေါ့နော်ပြောချင်တာကဘာလဲဆိုရုပ်တရက်ကြည့်ရင်တော့ဟဲ့လူတွေမှာဆိုရင်ဒါမကောင်းတာတွေရှိရပဲဒီလိုပဲလူတိုင်းဟာအပြောခံရတာပဲလူတိုင်းကတိုက်ခိုက်ခံရတာပဲဆိုရင်ပဲတာမန်ဖို့ပေါ့နော်ဒါအတင်းတုတ်တာတာမန်ပြောခံရတာကလူတိုင်းပြောခံရတယ်ဒါပေမဲ့ဆိုးဝါပေါ့နော်တကယ်ကိုနောက်ကျောထားနဲ့ထိုးွားတာတကယ်ကိုသူတို့ရဲ့ true face တွေကိုဟိုကိုစိတ်ရင်းစေတနာမှန်နဲ့မဆက်ဆံမဲနဲ့အကျိုးလိုညောင်ရည်လာသွန်းတာမျိုးကိုသုံးချတာမျိုးနောက်တစ်ခါကျတော့ကိုရဲ့အဆင်ပြေနေတဲ့ relationship တွေအဆင်ပြေနေတဲ့လုပ်ငန်းခွင်တွေအဆင်ပြေနေတဲ့စီးပွားရေးတွေကိုဖြတ်စီတိုက်ခိုက်တာမျိုးကိုပြောတာပါအဲ့ဒါကကြတော့ဘာလဲဆိုတော့မိမိရဲ့အတိတ်ကံနဲ့ဆိုင်သွားပြီစိတ်လက်တာအရင်တော့မသိဘူးပေါ့နော်ဆိုလိုချင်တာဘာလဲဆိုရင်ကိုတိုက်ခိုက်တဲ့အခ
အခါမှာအော်ဒါကတော့ဟိုဒါလူတွေရဲ့သဘောတဘာဝပဲလို့ 3D အရာဒါစိန်တို့ကယူဆလို့ရပေမဲ့စိန်ဒီပေါ့နော်ဒီ spiritual work တွေလောက်လာတာပဲဖြစ်ဖြစ်စိန်တခြားကျင့်ကြံမှုတွေစိန်တခြား meditation တွေလောက်လာတဲ့အခါမှာကိုတမာတိတည်တဲ့အချိန်မှာပဲဖြစ်ဖြစ် energy section တွေရဲ့မှာတချို့စိန်မှာက past life ကိုချိတ်ဆက်နိုင်တဲ့connection လေးတစ်ခုညံလေးတစ်ခုဒီအကြောင်းကျိုးသင့်ပြီးတော့ပါလာတယ်ပေါ့နော်အများတန်းချိတ်ဆက်နေတာတော့မဟုတ်သူ့အချိန်သူ့နေရာကျရင်သူ့အနေနဲ့သူချိတ်ဆက်တာဖြစ်တဲ့အတွက်စိန်ရဲ့ life မှာဒီလိုမျိုးပေါ့နော်ဆိုးဝါးတိုက်ခိုက်ခံရတာတွေဖြက်စီးခံရတာတွေကိုတမင်တကာကိုရည်ရွယ်ပြီးတော့ပေါ့နော်ဒါပြိုလဲသွားအောင်လုပ်တာစိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ဘဝပဲဖြစ်ဖြစ်ပြိုလဲသွားအောင်လုပ်တာတွေကိုပြန်ပြီးတော့အဲ့ဒီ past life connection လေးရတဲ့အချိန်မှာပြန်ပြီးသုံးသပ်လိုက်ရင်ဘာလဲဆိုရင်အတိတ်ကြွေးရှိတဲ့သူတွေကြည့်ရပဲအတိတ်ကဘာလဲဆိုရင်ဟိုရန်သူဖြစ်ချင်းဖြင့်ကျေးဇူးပြုခဲ့တဲ့သူတွေအတိတ်ကတော့ကိုလုတ်ခဲ့တဲ့အမှားတွေဒါပုံမှန်လည်းပြောနော်ကိုလုတ်ခဲ့တဲ့အမှားတွေကိုရဲ့ဒါအတိတ်ကံတရားတွေပေါ့အဲ့ဒီအရာတွေကိုဘာဖြစ်လဲဆိုရင်ဒါစိန်တို့ကနေပြီးတော့အကြောင်းအကျိုးဆက်ဆက်မှုနိယာမအရာစိန်တို့ကအချိန်ကျတဲ့အခါမှာဒီလို pattern တွေပြန်ဖြစ်လာပြီးတော့အမှန်တိုင်းပြောရရင်တော့ကိုကျူးလွန်ခဲ့ဘူးတဲ့ကိုမှားခဲ့ဘူးတဲ့သူတွေနဲ့ပဲပဋ္ဌာန်းဆက်တွေနဲ့ပဲပြန်ဆုံပြီးတော့စိန်တို့ကဒါဒီလိုမျိုးပြန်ပြီးတော့ဆိုလိုချင်တာကဒီဘဝမှာကြုံတွေ့ရတာမျိုးပေါ့နော်အဲ့တော့စိန်ပြောတာကိုသဘောပေါက်မယ်လို့ယူဆတယ်အဲ့တော့အဲ့ဒီအရာတွေဒီစိန်တို့ဒီဟိုပေါ့နော်ဒီ social karmic cleansing တွေမှာဆိုရင်ဒါစိန်တို့အင်မတန်လဲစိတ်အနှောက်အယှက်ဖြစ်ရရဲတခါလေကြာရင်ဘာဖြစ်လဲဆိုရင်ကိုဘသူကဘယ်တော့ဘာလုပ်မလဲဆိုစိန်တို့အဲ့လိုလူမျိုးတွေနဲ့အတွေ့များလာတဲ့အခါမှာဘာဖြစ်လာလဲဆိုစိန်တို့မှာကလူတွေအပေါ်မှာ trust issue ဖြစ်လာတယ်ဆိုလိုချင်တာဘသူမှမယုံရဘူးဆိုတဲ့ဟာမျိုးတွေလူတွေကဘာဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေဖြစ်လာပြီးကိုလည်းဘာဖြစ်လဲဆိုရင် secure မဖြစ်တော့ဘူးနေရထိုင်ရတာနောက်တစ်ခါကျဘယ်ချိန်မှာငါ့ကိုဘသူကတိုက်ခိုက်မလဲဘယ်ချိန်ကျရင်ငါ့ကြောင့်ဘသူပြောမလဲတခုခုအဆင်ပြေပြီဆိုရင်ငါဘယ်တော့များဟွာဖြစ်မလဲပေါ့နော်ဒီလိုလူတွေနဲ့များထပ်တွေ့ရဒီလိုလူပုံစံတွေနဲ့ထပ်တွေ့ရအောင်မလားစသဖြင့်ပါလဲဆိုရင်စိတ်ကကြောက်စိတ်တွေဝင်လာတယ်ပေါ့နော်နောက်တစ်ခါကျဘာပဲပြောကိုသွားနေတဲ့လမ်းမှာဒီလိုမျိုးပေါ့နော်ဟိုဘယ်လိုပြောမလဲခဲစင်တာကတော့လမ်းသွားရင်ခဲစင်တာတော့တဘာဝပဲဆိုပေမဲ့ခဲကိုပုံမှန်စင်တာမဟုတ်ပဲကိုကိုတမင်တက်ကြီးခဲနဲ့လာပေါက်တဲ့ကိစ္စတွေကိုခဏကြုံနေရတာကတော့အဆင်မပြေဘူးလို့ထင်တယ်အဲ့တော့ဒီဥစ္စာကစိတ်အရင်တုန်းကတခါမှမရှင်းပေးဘူးခဲ့ပါဘူးအရင်တုန်းကတခါမှမရှင်းပေးဘူးခဲ့ဘူးဒါပေမဲ့ဒီဥစ္စာဒီဒါစိတ်ပြောပါတယ်ဒီလိုလုတ်ခွင့်ရတာကိုက blessing ပါလို့အဲ့တော့စိတ်တို့ရှေ့မှာဒီဘဝမှာပေါ့နော်ဟိုအတိတ်ကဘလို့တွေပဲစိုးခဲ့ဒီဘဝမှာမိမိတို့ရဲ့မှန်ကန်တဲ့စိတ်ထားနောက်တစ်ခါကျမိမိတို့ရဲ့ကိုလန်းကိုပေါ့နော်ဘလို့ပဲလောကဓာတ်တွေကြုံရှောက်နေတာဒီအတူတကွပေါင်းစည်းထားတဲ့အလုပ်လုပ်ထားတဲ့ရှေ့ရ section တွေစိတ်နဲ့အတူလုပ်ထားတဲ့ energy section တွေပြုထားတဲ့ကုသိုလ်ရေးတွေကအကြောင်းတရားပြည့်သွားတဲ့အခါမှာစိတ်တို့တွေဒီအတိတ်ကြောင့်တရားကြောင့်ခံနေရတဲ့ဒီပုံစံတွေပေါ့နော် social ပေါ့နော်လူမှုရေးပိုင်းဆိုင်ရာအတိုက်ခိုက်တွေကိုစိတ်တို့ရှင်းထိုက်တဲ့အချိန်မှာရှင်းလို့ရတဲ့လောက်ရှင်းခွင့်ရတော့မှာဖြစ်ပါတယ်အဲ့မှာလဲရှင်းလို့ရတဲ့လောက်လို့စိတ်တခါတည်းပြောပါတယ် 100% ကိုဘယ်သူမှမတိုက်ခိုက်တော့ကိုဘယ်သူမှ backstab မလုပ်တော့ဘူးဆိုတော့ 100% ဆိုတာကြီးကစိတ်တို့နောက်ဆုံး liberation ပေါ့နော်လွတ်မြောက်ပြီးတော့နိဗ္ဗာန်မရောက်ခင်စัจ जा ထိမဖြစ်နိုင်ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီပေါ့နော်ချင်းတင်ရှင်းထိုက်တဲ့ဟာတွေပေါ့နော်ကိုအရင်တော့ဆိုခဲ10လုံးလောက်ဆင်နေရတာနေโอเคတိတ်မတိတာတစ်လုံးလောက်ပဲဆင်သွားတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်ကိုဘဝပို့ပြီးတော့ secure ဖြစ်လာမယ်ကိုဘဝပို့ပြီးစိတ်ချမ်းသာလာမယ်နောက်ပြီးကိုအနာမှာတကယ်ကိုပဋ္ဌာန်းဆက်မှန်စေတနာမှန်နဲ့လူမှန်နေရမှန်နေနဲ့ပို့ပြီးတော့စုံတွေ့လာပြီးကိုရှေ့ဆက်လျှောက်ရမယ်ဟာတွေကိုပို့ပြီးတော့စိန်ပြောနေကြတိုင်း right person right place right timing တွေဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ပုံစံမျိုးတွေနဲ့စိန်တို့တွေကနေပြီးတော့တကယ်ကိုပေါ့နော်ကိုကျေးဇူးပြန်လှန်ပြုတ်ဘူးတဲ့ဒါပဋ္ဌာန်းဆက်တွေပဲပေါ့ဒါသူတို့ကလည်းဒါကိုအတိတ်ဘဝတော့ကကိုရန်သူအနေနဲ့ကျေးဇူးပြုရဲ့ဒီဘဝမှာလည်းစိန်တို့ကိုဒီလိုပဲကျေးဇူးလာပြုတာပေါ့နော်ဒါပေမဲ့စိန်တို့အနေနဲ့ဒါဆက်သွားရမယ်ဘဝခရီးလမ်းမှာပို့ပြီးတော့စိတ်အနှောက်အယှက်ကင်းနဲ့ကိုလုံးတက်လောက်ကိုပို့ပြီးတော့ပေါ့နော်ရှေ့ကိုသွားနိုင်ဖို့နောက်ပြီးတော့အတားအဆီးတိုက်ခိုက်နှောက်အယှက်တွေတက်နိုင်သမျှရောပါဖို့အတွက်စိန်ဒီပထမအနေနဲ့ social karmic cleansing ကို section 1အနေနဲ့လုပ်ပေးမှာဖြစ်ပါတယ်အဲ့ program မှာအဲ့တော့ section 2နှစ်ရက်ဆက်တိုက်လုပ်မှာပေါ့နော်section 2အဲ့ section 1ကိုစိန်ကဇွန်လ30ရက်နေ့ညမှာလုပ်ပေးမယ်ပြီးရင်ဇွန်လ1ရက်နေ့ညမှာတော့ section 2အနေနဲ့ abundance karmic cleansing ကိုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ abundance ဆိုတာဘာလဲဆိုကိုလိုချင်တာကိုကဘာဖြစ်လဲဆိုတော့ခက်ခဲတွေစူးစမ်းနေရတာတခုခုကပိတ်ဆို့တားဆီးတယ်လို့ခံစားနေရတာကိုစူးစမ်းပေမဲ့တခါလေကြာရင်ကို့မှာ abundance ပေါ့နော်ထားပါတော့ငွေနဲ့ဆိုရင်လည်းငွေနဲ့ပေါ့ပြည့်မယ်ဖြစ်လိုက်ကို့အတွက်ကိုကိစ္စကိုမလုပ်ရပဲဘာဖြစ်လဲဆိုသူများကိစ္စတွေပေါ့နော်ဟိုမျိုးကိစ္စပေါ်လာလိုက်ဒီဟာပေါ်လာလိုက်ဟိုဟာပေါ်လာလိုက်စသဖြင့်ပေါ့နော်အဲ့လိုမျိုးဥစ္စာမျိုးတွေကိုကဒါလေးကိုအသုံးပြုမယ်ဒါလေးကိုလှူဒန်းမယ်လို့ရည်ရွယ်ထားပေမဲ့ကိုမျှော်မှန်းတဲ့လောက်ဖြစ်မလာတာမျိုးတွေနောက်တစ်ခါကျတော့ကိုစူးစမ်းဘလို့ပဲစူးစမ်းနေပေမဲ့ဘာကခံနေလို့လက်ပိတ်နေလဲမသိဘူးစသဖြင့်ပေါ့နော်တစ်ခါကျရင်အဲ့လိုအကျွေးတွေပဲဖြစ်ချင်းဖြစ်မယ်ဘာကခံနေရလဲမသိဘူးဆိုတဲ့ဟာမျိုးတွေနောက်တစ်ခါကျတော့ကိုမှာကိုဟိုယာဒူးတက်တဲ့နေပြီဒါပေမဲ့ဘာကခံနေမှန်းမသိဘူးကိုကနေပြီးတော့ကိုထားပါတော့နိုင်ငံရခြားသွားဖို့အတွက်လဲကိုဟိုသူများတွေကအလွယ်တကူဖြစ်တယ်ကိုမှာတခုကိစ္စတစ်ခုဖြစ်လိုက်ဘာတွေက
တစ်ဆိုနေမှမသိဘူးပေါ့နော်အဲ့တော့ဒီစီးပွားလက်လာပါတွေချမ်းသာကြွယ်ဝမှုတွေနဲ့ကံကောင်းခြင်းတွေပေါ့နော်အဲ့ဒီအရာတွေကိုစိတ်တို့ကဘာလဲဆိုရင်ကိုပေါ့နော်ကိုတစ်ခါလေကြာရင်ပေါ့နော်ကိုဘလောက်ပဲလုံးခုနလိုမျိုးပေါ့စိတ်တို့အမှတ်ရင်ရှင်းရမှာဖြစ်တဲ့အတွက်ရေမြောင်းထဲမှာစိတ်တို့ကရေတွေကြည့်ထည့်နေလို့မရဘူးရေတွေကြည့်ထည့်နေရင်စိတ်တို့အမှိုက်ပိတ်နေရင်ရေမြောင်းတွေကောင်းကောင်းမွန်မွန်စီးဆင်းနိုင်မှာမဟုတ် flow ဖြစ်မှာမဟုတ်အဲ့တော့စိတ်တို့ကအရင်ဆုံးဘာလဲဆိုရင်ရေမြောင်းထဲကအမှိုက်ကိုရှင်းရမယ်အဲ့တော့ရေမြောင်းထဲကအမှိုက်ကိုရှင်းရမယ်အခါမှာစိတ်တို့ဒီအမှိုက်ကိုရှင်းလိုက်ပြီးတော့မှမိမိတို့အာသွန်ခွန်ဆိုင်လှုပ်ထားတဲ့တစ်ခါလေကြာရင်ဟိုပေါ့နော်လုံနေရကုသိုလ်တွေလည်းလုံနေတယ်စရဏတွေလည်းလုံနေတဲ့ဟိုအကုန်လုံးပေါ့နော်ဖက်လုံနေပေမဲ့ဘာဖြစ်လဲဆိုတော့တန်တရားလဲနေဒီပတ်တန်နဲ့ပဲပေါ့နော်တချို့တွေဆိုတာဟိုဘယ်လိုပြောမလဲရလိုက်ကုံလိုက်သုံးလိုက်ရဆဆပဲပေါ့တချို့တွေကကြတော့ဘာလဲဆိုတော့ဟိုဘယ်လိုပြောရမလဲဟိုကိုမှန်းထားတဲ့လောက် awareness ဖြစ်မနေဘူးပေါ့နော် awareness ကဒီထက်ပိုပြီးရတဲ့နေဆိုပေမဲ့ဒီဥစ္စာဘာတွေကနေပြီးတော့ဟိုတစ်ဆိုနေမှမသိဘူးခိုင်ကြလဲကိုရတဲ့ရခိုက်တဲ့ဥမာစာရွက်စာတမ်းကိစ္စတွေပဲဖြစ်ဖြစ်အယောင်းဝယ်ကိစ္စတွေပဲဖြစ်ဖြစ်ဘာလဲဆိုကိုရဲ့အတွေ့အကြုံရကွာ3-4လလောက်ဆိုရင်ဖြစ်လောက်ပြီလို့ထင်ပေမဲ့ဘာမှမသိပဲကြန့်ကြာနေတာစာရွက်စာတမ်းတွေမကြတာအယောင်းဝယ်တွေကတစ်ဆိုနေတာအဲစသဖြင့်ပေါ့နော်အဲ့လိုမျိုး awareness block တွေပေါ့အဲ့ဒီ awareness blocks တွေဒီမိမိတို့ရဲ့ဒီဘဝရဲ့စ조사အားထုတ်မှုကြောင့်မဟုတ်ဘဲနဲ့ပြောပြီးသားနော်ကိုမစ조사လို့ကိုပေါ့နော်ညံနဲ့ရှင်ပြီးတော့အလုံးမလုံးလို့မဖြစ်တဲ့ဟာတွေဒီအတိတ်ကံနဲ့ဘာမှမဆိုင်ဘူးတချို့တွေကကြအဲ့ဒါယူအတိတ်ကံဆိုရင်ပုံချအဲ့လိုဟာမျိုးမဟုတ်ဘဲနဲ့ကိုလည်းဝရိယအားဖြင့်လုံလောက်အောင်စိုက်ထုတ်တယ်စ조사တယ်ညံနဲ့ရှင်ပြီးလဲလှုပ်ရှားရှိတဲ့ဟာတွေကိုအချိန်နဲ့တပြေးညီလှုပ်ရဲစဲနဲ့ကြံကြာနေရပိတ်ဆို့နေရတားဆီးနေရစသဖြင့်မိမိရဲ့စီးပွားလက်လာပါချမ်းသာကြွယ်ဝမှုတွေနဲ့မိမိတို့ရဲ့ဆန္ဒတွေမှာအဲ့လိုတစ်ဆိုလေးတွေဒါဖြစ်နေတယ်ပေါ့နော်တခုခုကကြံ့ကြာနေတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့အဲ့ဒီဥစ္စာတွေအတွက်စိန်ကတကယ်လို့ဒီဟာဒေတာကိုဒီဘဝမှာအပြည့်အဝစ조사ရဲစဲနဲ့အဲ့လိုအကြောင်းအရာတခုခုကြောင့်ပိတ်ပင်နေတာတားဆီးခံနေရတယ်လို့ခံစားရတာတစ်ဆိုနေတာကြံ့ကြာနေတာအဲ့အရာတွေအားလုံးတွေစိန်ကအတိတ်ကံမှာရှိတဲ့ awareness block မိမိတို့ပိတ်ဆို့ထားတဲ့ awareness blocks တွေကို cleansing လုပ်ပေးမဲ့ program ဖြစ်ပါတယ်အဲ့တော့စိန်ကိုဆရာသခင်နေနဲ့ guidance တွေကပြောတယ်စိန်ကပထမတော့ awareness ကိုအရင်လုံးမလို့ဒါပေမဲ့စိန်ကဘာပြောလဲဆိုတော့ awareness block ကိုအရင်လုံးလို့မရဘူးတဲ့ social karmic ကိုအရင်ရှင်းရမှာတဲ့ဘာဖြစ်လို့လဲဆိုတော့တချို့တွေကပေါ့နော်အတိတ်မှာပေါ့နော်ဒီလိုမျိုးအပြန်အလှန်အကြောင်းကျိုး तू ကဟိုတပြန်စော်လိုက်ကိုကတပြန်စော်လိုက်နဲ့ဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာတစ်ခါလေကြာရင်ဘာလဲဆိုကိုရီလည်းအတိတ်မှာသူများရဲ့business တွေထိတဲ့အထိသူများရဲ့ချမ်းသာကြွယ်ဝမှုသူများတိုးတက်မှာမနာလို့ပြီးတော့လုပ်ခဲ့တာတွေရှိရဲ့အတွက် social karmic ပေါ့လူမှုရေးအရာတိုက်ခိုက်ခံရတယ်ဆိုပေမဲ့ဘယ်ထိသွားပြီးတာလဲဆိုကိုယ့်ရဲ့စီးပွားတွေထိတာမျိုးနောက်တစ်ခါကျကိုလောက်ရမယ်ကိုယ့်ရဲ့အောင်မြင်မှုတွေကိုဒီ social karmic တွေကနေတားဆီးသွားတာမျိုးကိုယ့်ရဲ့နောက်တစ်ခါကျတော့ခုနလိုမျိုးပေါ့ကိုယ့်ရဲ့အဆင်ပြေနေတဲ့ relationship ကိုယ့်ကို abundance တွေဖြစ်ပြီး relationship တွေရောဘာတွေရောအဆင်ပြေနေပါတယ်ဆိုမှအလဲရဝင်ပြီးခလောက်ဆန်လိုက်လို့ကိုယ်မှာစိတ်ရှုပ်ဆန်ရှုပ်ပေါ့နော်စိတ်တွေနောက်တာမျိုးစသဖြင့်ပေါ့နော်စိတ်မချမ်းသာတော့ဘူးပေါ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ဆရာသခင်တွေကဘာပြောလဲဆို social karmic တွေဒီဘာကိုပါနောက်ဆက်တွဲဖြစ်စေလဲဆိုရင် abundance blocks ကိုပါဖြစ်စေတယ်စိတ်ပြောတာနားလည်လားမသိဘူးလူတယောက်ကိုပျက်စီးကြောင်တိုက်ခိုက်တယ်ဆိုတော့ဒီတိုင်းအရှင်အကောင်းတိုင်းကြီးမြင်ကျင်နေရမဟုတ်လေဟိုrelationship အပြင်ဖြစ်စေစီးပွားအပြင်ဖြစ်စေဟိုဘယ်လိုပြောမလဲပျက်စီးစေချင်တာလေပျက်စီးစေချင်တာဒီတိုးတက်မှုကိုမမြင်ချင်တာအဲ့တော့ social karmic တွေဒီဘယ်ကိုသွားပြီးဥတည်နေလဲဆိုရင် abundance block ဆိုရဲမိမိတို့ရဲ့ဒီတိုးတက်တဲ့လောက်မတိုးတက်တာကြွယ်ဝတဲ့လောက်မကြွယ်ဝတာကိုသွားပြီးတော့ဥတည်နေအဲ့တော့ဥတည်နေတဲ့အတွက်ဘာဖြစ်လဲဆိုစိန်ကိုဆရာသခင်တွေကဘာပြောလဲဆို social karmic ကို section 1မှာအရင်ရှင်းအဲ့ကြရင်အဲ့ social karmic ကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲ abundance block တွေရောမိမိတို့ရဲ့မူလအတိတ်ကံကြွေးကြောင့်ဖြစ်ပေါ်လာတဲ့ abundance block တွေရော section 2မှာဖြစ်တဲ့ abundance karmic cleansing မှာအလုံးလုံးမှာဖြစ်ပါတယ်အဲ့တော့ so interesting ပေါ့နော်အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်စိတ်ကိုယ်တိုင်လည်းအရန်စိတ်ဝင်စားပါတယ်တကယ်ကိုစိတ်ဝင်စားပြီးတော့ပေါ့နော်ဒါစိတ်အတွက်လည်းဒါကနောက်ထပ် level upgrade အသစ်ဖြစ်တယ်လို့စိတ်နဲ့အတူပါဝင်မဲ့ soul family ရဲ့အတွက်လည်း level upgrade အသစ်ဖြစ်ပါတယ်အဲ့တော့စိတ်တို့ဒီ karmic cleansing program လေးကိုဒီနေ့ John လ18ရက်နေ့ညမှာစပြီးတော့ enrollment လုပ်လို့ရပါပြီဒီ program လေးကိုစိတ်ခုနပြောတဲ့ spiritual protocol ပေါ့နော် John July August ရဲ့ spiritual protocol ရဲ့အဖွင့်အနေနဲ့စိတ်ကနေပြီးတော့စပြီးတော့ဒီဥစ္စာလေး program လေးကို launch လုပ်ပါတယ်အဲ့တော့ခုနလိုပဲ launch လုပ်တယ်ဆိုပေမဲ့စိတ်ကဘလောက်ပဲလုပ်ပေးခြင်းကိုရဲ့တူးချင်းစီရဲ့အဆောင်ရှောက်တွေပထန်းဆက်တွေနဲ့သက်ဆိုင်ရာဆရာသခင်တွေနဲ့ guidance တွေကဘလောက်ပဲစောင့်ရှောက်ခြင်းလူကိုပေါ့နော်ကိုယ်တိုင်မပါဝင်မဲနဲ့ကိုယ်တိုင် commitment မဖြစ်ဘဲနဲ့ဘာမှလုပ်လို့မရပါဘူးအဲ့တော့စိတ်ရဲ့မေတ္တာစကားစိတ်ရဲ့ဆုတောင်းစကားကတော့ခုနအတိုင်းပါပဲပါသင့်ပါထိုက်တဲ့သူတွေအားလုံးအခက်ခဲမရှိပါဝင်နိုင်ပါစေပါဝင်ဖို့ decision နဲ့ပါဝင်ဖို့ action ကတော့ဒီက soul family တို့ကိုယ်တိုင်လုပ်ရမှာဖြစ်ပါတယ်စိတ်ကနောက်ကနေလိုက်ပြီးတော့လုပ်ပေးလို့မရပါဘူးအဲ့တော့ဒီအချိန်ဒီနေရာဒီတန်တရာမှာစိတ်နဲ့
အတူဒီချိန်မှာလာဆုံတော့စိတ်ကလည်းဒါတွေကိုလှုပ်ပေးခွင့်ရှိတော့နောက်ပြီးလှုပ်ပေးနိုင်တဲ့ level တစ်ခုလည်းရောက်လာတော့လှုပ်ပေးဖို့အတွက်အကြောင်းတရားတွေလည်းပေါ်လာတော့မှလှုပ်ပေးခွင့်ရချင်ပါတယ်လူတိုင်းကိုပေါ့နော်ဘသူကိုမှစိတ်တို့ပါလဲဆိုရင်ဒီအမိုက်တွေထဲမှာမထားခဲ့ချင်ပါဘူးစိတ်အမိုက်တွေကံအမိုက်တွေအဲ့ဒီအမိုက်တွေထဲမှာမထားခဲ့ချင်ပဲနဲ့အမိုက်တွေတက်နိုင်သမျှရှင်းပြီးတော့အကျွေးတွေရှင်းစေချင်ပါတယ်တန်တရာကျွေးတွေပေါ့နော်တန်တရာကျွေးဒါစိမ့်ရဲ့စေတနာပါအဲ့တော့စိမ့်ကခုနပြောသလိုပဲစိမ့်ကone section one time ပဲလောက်တာပါဒါပေမဲ့ဒီတစ်ခါတော့ဒါဆရာသခင်တွေရဲ့မေတ္တာနဲ့ဒါလူဘဝမှာဆိုရင်တော့ဒါစိမ့်ရဲ့မေတ္တာဖြစ်ပါတယ်ဆရာသခင်တွေရဲ့မေတ္တာနဲ့စိမ့်ရဲ့မေတ္တာပေါင်းဆက်ပြီးတော့ karmic cleansing program ကိုစိမ့်က section နှစ်ခုလုပ်ပေးမှာဖြစ်ပါတယ် number 1အနေနဲ့ social karmic cleansing number 2အနေနဲ့abundance karmic cleansing ဖြစ်ပါတယ်အဲ့တော့ဆိုလိုချင်တာကဒီ program မှာဒီ section မှာ section အခွဲနှစ်ခုပါမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ John လ session ရဲ့နေရာစပြီးတော့ launch လုပ်တာဖြစ်တဲ့အတွက်ဒီနေ့ကစပြီးတော့စိန်တို့ဒီ program မှာပါဝင်မှုအတွက်ကိုကနေပြီးတော့ပေါ့နော်ဒါကကိုကရှင်းဖို့အချိန်ကြတဲ့သူတွေအားလုံးဒီ program မှာသူ့သဘောသူဆောင်ပြီးတော့ပါဝင်လာပါလိမ့်မယ်အဲ့တော့ဒီနေ့ကစပြီးတော့စိန်တို့ enrollment လုပ်လို့ရပါတယ်ပြီးတော့ဒါဒီစိန်ဒီအချိန်ဒီအခါမှာအလုပ်လုပ်မယ် spiritual protocol ရဲ့အဖွင့် program ဖြစ်ပါတယ်အဖွင့်အစပေါ့နော်အစကဘာလဲဆိုစိမ့်တို့အရင်ဆုံးရှင်းလင်းရေးလုပ်ရမယ်ပေါ့နော်ရှင်းလင်းရေး program ဖြစ်ပါတယ်အဲ့တော့ and then စိမ့်ပါလေးနမိတ်ရလဲဆိုတာလေးပြောပြချင်တယ်ပေါ့နော်ဒီ video ဆုံးလေးမှာအဲ့တော့မပြောပြခင်မှာတခါလေးပြောပြထားပါမယ်ဒီဥစ္စာဒီစိမ့်တို့မိမိကိုယ်တိုင်ကို zoom တက်ရောက်လို့ရတယ်လို့မျိုးမိမိတို့ရဲ့ဆိုလိုချင်တာကမိမိတို့ရဲ့ခုနအစိမ့်တစ်ဖြင့်ဒီဖြင့်တချို့ class တွေလို့ပေါ့နော်တချို့ section တွေလို့ပေါ့မိမိတို့ရဲ့မိသားစုဝင်တွေမိမိတို့ရဲ့သားသမီးတွေမိမိတို့ရဲ့အိမ်အောင်ဘက်တွေမိမိတို့ရဲ့ချစ်တဲ့သူတွေဒါမှမဟုတ်မိမိတို့အဲ့နှံဒီဥစ္စာကို enroll လုပ်ပေးရမယ်ဒီထဲကိုထည့်ပေးရမယ်လို့ calling ရတဲ့သူတွေအားလုံးကိုသူတို့တက်နိုင်သည်ဖြစ်စေသူတို့ zoom မဝင်နိုင်သည်ဖြစ်စေဝင်နိုင်သည်ဖြစ်စေဒီ energy နဲ့ချိတ်ဆက်ပြီးတော့အလုံးလုံးလို့ရပါတယ်ဒါလည်းဆရာသခင်တွေရဲ့မြတ်တာပါဆရာသခင်တွေရဲ့မြတ်တာကိုစိန်ကအလဲရနေပြီးတော့အလုံးလုံးပေးရတာဖြစ်ပါတယ်နောက်တစ်ခါကျ social karmic တို့ abundance karmic တို့ဆိုသည်အခုအချိန်အထိမကြုံဘူးသေးဘူးဆိုရင်တောင်ဘယ်တော့မှမကြုံဘူးလို့တွက်လို့တော့မရဘူးပေါ့နော်အဲ့တော့ဘာလဲဆိုရင်အခုချိန်မှာဆရာသခင်တွေပြောတာကြုံနေတဲ့သူတွေကကြုံလာလက်တက်တဲ့ကိစ္စတွေကိုပါတခါလေ protection energy ပေးမှာဖြစ်ပါတယ်အဲ့တော့မိမိတို့ဂုဏ်သိက္ခာပိုင်းဆိုင်ရာတွေမိမိတို့ရဲ့ရှေ့ဆက်ရမယ့်ဘဝမှာပေါ့ပေါ့ပလွတ်လက်လုံချုံသွားနိုင်ဖို့တွေနဲ့ဘာလဲဆိုရင်စိမ့်တို့ငွေကြေးစည်းပွားလက်လာပါတွေပြည့်ဝပြီးမိမိတို့ရှောက်လှမ်းလို့တဲ့လောကီရည်မှန်းချက်တွေရောသာသနာပြုရည်မှန်းချက်တွေရောအောင်မြင်စေဖို့အတွက်အရင်ဆုံးအမိုက်တွေကိုရှင်းလင်းတဲ့ program ဖြစ်ပါတယ်အဲ့တော့မိမိတို့ကိုယ်တိုင်လည်း zoom တက်ရောက်လို့ရတယ်လို့တချို့ခွင့်ပြုထားသော section တွေလိုပဲမိမိတို့ရဲ့မိသားစုဝင်တွေကိုလည်းနာမည်စာရင်းပေးပြီးတော့ဒါအနှံလို့ရပါတယ်ဒါလေးကိုလည်းစိတ်ခါရဲပြောချင်တယ်အဲ့တော့အဆုံးသတ်မှာစိမ့်ပါလေးပြောကြစိမ့်ဒီဥစ္စာကိုမလုပ်ခင်မှာနမိတ်တစ်ခုရထားပါတယ်အမှန်တော့စိမ့်ဒီဗီဒီယိုရိုက်တာ3ခါရှိပါပြီ။ဘာလဲဆိုစိမ့်စနစ်တကျလဲထိုင်ပြီးတော့ရိုက်မယ်လဲဆိုတော့ဘာဖြစ်လဲဆိုစိမ့်ကအခုကဘာလီကဟိုတယ်မှာစိမ့်မနက်ကတမ်ပယ်တချို့တမ်ပယ်တွေသွားပြီးတော့စိမ့်ဒီမှာဟိုတယ်ပြန်ရောက်တော့အလင်းရောင်နဲ့ရှိတော့ခုကဘာလီမှာအစိမ့်ရိုက်တဲ့အချိန်မှာ9နာရီခွဲရှိပြီပေါ့နော်9နာရီကျော်ဆိုအလင်းရောင်ရှိတော့ညနေ9နာရီကျော်ဆိုလုံမဲဆိုတဲ့အချိန်မှာဘာဖြစ်လဲဆိုခုနအတန်နေကြမှာပါအောက်မှာဒုတ်တက်နဲ့ပြီးတော့ဘာလဲဆိုတော့ဒီကနေပြီး staff တယောက်တန်ရှင်းဝန်ထမ်းတယောက်ကဒီအောက်က resort မှာကြာနေတဲ့စကားပန်းတွေရှိရလေ beach ဆိုတော့စကားပန်းတွေအမိုက်တွေတစ်ရွက်6တွေဘာလဲဆိုတော့တစ်ပြက်စီးနဲ့လှဲတယ်သူလှဲတာတော်ယုံတန်ယုံပေါ့ပေါ့နော်အပေါ်ရန်ပီရောလှဲတာမဟုတ်ဘဲနဲ့ချောင်းချောင်းကြားတွေရောဘာတွေရောလှဲတာစိမ့်မှာတခါတည်းသူ့ကို10မိနစ်လောက်စောင့်လိုက်ရတယ်ပြီးတော့ပြန်ရိုက်မယ်ပြန်ရိုက်တော့ဒီဗီဒီယိုမှာလည်းအတန်နေပါတယ်ဒါပေမဲ့မတက်နိုင်တော့ဘူးပေါ့နော်မှောင်သွားမှာဆိုတာရဲ့ဒီဗီဒီယိုလေးမှတ်မိမှာဆိုမနေ့ပေါ့နော်စိမ့်ရဒီမှာတရက်ကြိုရိုက်တာဆို18ရက်နေ့ launch လုပ်မှာဆိုစိမ့်ရိုက်တော့ရိုက်မှဖြစ်မယ်ဆိုရိုက်လိုက်ရတာပေါ့နော်အဲ့တော့ဘာလဲဆိုတော့အရာအလုံးအကြောင်းမဲ့ဖြစ်ပေါ်နေတာမဟုတ်ဘူးစိမ့်ဟိုတယ်ကိုပြန်ရောက်တဲ့အချိန်မှာဒီဗီဒီယိုကအမိုက်တွေကိုရှင်းကြမယ် karmic cleansing အရင်လုပ်ကြမယ်လုပ်ခွင့်ရသွားပြီဆိုတဲ့အချိန်မှာဘာလဲဆိုဒီ hotel staff ကနေပြီးတော့ပုံမှန်ဆိုရင်တော့သူတို့ဒီချိန်တန်ရှင်းမလုပ်တတ်ဘူးညနေဘက်လူတွေလည်းရှိတယ်ပေါ့နော်ဟိုတယ်မှာဘာလဲဆိုတော့တိချာကိုရှင်းနေရတော့အဲ့အမိုက်တွေကိုအမှာခါတဲ့အုံတစ်ပြက်စီလာတကယ်ကိုအတန်မြေရဲ့တစ်ပြက်စီနဲ့လေမြက်ခင်းနေရောရှောက်လန်းနေရောတိချာရှင်းတိချာစနစ်တကျဘာအမိုက်မှမကြမ်းအောင်ရှင်းပြီးအမိုက်ပုံးနဲ့ထည့်သွားတာဒီ this is the synchronicity sign မှာဒါဘာလဲဆိုရင်ဒါစိမ့်တို့လှုပ်တဲ့အလုတ်ကမှန်တယ်စိမ့်တို့အမိုက်တွေရှင်းတော့မယ်စိမ့်တို့ဒီထက်ပိုပြီးတော့တကယ်ကိုပေါ့နော်ထိုက်တဲ့နဲ့ရှင်းလင်းတဲ့ကံကြွေးဝစ်ကြွေးနဲ့စိမ့်တို့ဒီဘဝဒီခန္ဓာနဲ့ရှေ့ဆက်ရမယ်ဆက်လုပ်ရမယ် mission တွေကိုပြည့်ဝလှုပ်ဆောင်နိုင်တော့မယ်ဆိုတာကိုသက်သေပြလိုက်တာပါပဲเนาะအဲ့တော့ဘာလဲဆိုတော့ဒါကစိမ့်တို့သွားနေ spiritual journey အတူသွားနေတဲ့သူတွေ 5D စကားတွေဆိုရင်တော့ဂျိုသားစကားတွေဆိုရင်တော့နားလည်မှာပါပုံမှန်ဆိုရင်တော့သူကအမိုက်ရှင်းတာဘာဆိုင်လို့လဲလို့တွက်ပင်မဲ့ this is the wisdom မှာအမှန်တိုင်းပြောရင်မြင်တတ်ရင်မြင်ပါလိမ့်မယ်เนาะအဲ့တော့ခုနကတော့ပထမတော့ဟဲ့အမိုက်တွေရှင်းနေရပထမတော့အမှန်တိုင်းပြောလူလေးသိရမလားဟဲ့ငါဗီဒီယိုရိုက်ပါမယ်ဆိုတော့မှတပြက်စီးတန်နေနဲ့ဘာတွေလုပ်နေရလဲမသိဘူးဖြစ်တဲ့ချက်ပြီးတော့မှတ
intuition ဖြတ်ခနဲ့ညံအလင်းရသွားတယ်အော်ဆိုပြီးတော့အဲ့လိုမျိုးတောင်ဖြစ်သွားတယ်ကိုလုံးမှာကစပြီးတော့ protocol အဖွင့်ကို soul family ကိုလုပ်ပေးချင်တာကအမိုက်ရှင်းလင်းရေးဒီမှာလည်းခါတယ်အမိုက်တွေရှင်းတာမှာတကယ်ကိုတက်ရဲ့ထောင်းစိတ်မကြမ်းကျမ10မိနစ်15မိနစ်လောက်ကိုစောင့်လိုက်ရရှင်းပြီးအမိုက်ပုံးနဲ့ထည့်ပြီးတော့ခုနတောင်တန်နေကြမလားဂလုံဂလွန်နဲ့အဲ့လိုမျိုးတွေဟိုဟာဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ဆိုလိုချင်တာကဘာလဲဆိုရင်စိမ့်ပြောပြီးသားပါစိမ့်ကဘလို့ပဲလုပ်ပေးခြင်းဆရာသခင်တွေနဲ့ guidance တွေပဋ္ဌာန်းဆက်တွေကဘလို့ပဲစောင့်ရှောက်ခြင်းကိုယ်တိုင်အလုပ်လုပ်ရမှာပါတန်တရားမှာကိုယ်တိုင်အလုပ်လုပ်ရမှာစိန်တို့ကဘာလုပ်ရမယ်ဆိုတာကိုလမ်းပြပေးတာရဲ့ရှင်းလင်းမှုအရာတွေကိုဆရာသခင်တွေနဲ့ higher guidance တွေရဲ့အင်အားနဲ့ကူပြီးတော့ရှင်းပေးတာရဲ့ပဲရှိပါတယ်ပြီးတော့အမြဲတမ်းပြောနေကြစကားကိုပဲပြောပါမယ်စိန်ရဲ့section တွေဒီ energy section လည်းမဟုတ်တယ်လို့အတန်းလည်းမဟုတ်ပါဘူးအတန်းလို့ပြောပေမဲ့အတန်းမဟုတ်ဘူးတာမန် energy section မဟုတ်တယ်ပို့ပြီးတော့လေးနဲ့တဲ့အကြောင်းအကျိုးတွေအများကြီးဆက်ပြီးတော့အရွေးတွေအများကြီးဖြစ်ပေါ်စေတယ်ဆိုတာဒါကလက်တွေ့သိရှိပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဒါဒီလည်းအတန်းမဟုတ်ပါဘူးပြီးတော့စိတ်အမြဲတမ်းတချို့ section တွေကိုလုပ်ပြီးရင်သူ့အချိန်ကြမှာပဲပြန်လုပ်တာပါပြန်ပေါ့နော်ခဏပြန်လုပ်ထားမရှိပါဘူးအဲ့တော့တကယ်လို့ဒီဗီဒီယိုလေးကိုဒါကြည့်မိတယ်ကို့မှာလဲဒါရှင်းလင်းရမယ်အကြောင်းတရားတွေပါလာတယ်ရှင်းလင်းဖို့လဲရင်ဆိုင်မှုလဲဘယ်လိုပြောမလဲတကယ်ကိုဘယ်လိုပြော fully committed ပေါ့နော်စိတ်အားထက်သန်စွာနဲ့ဒါကငါလုပ်ရမယ်အလုပ်ဆိုတဲ့ဟာကိုငါရဲ့တန်တရားအလုပ်ဆိုတဲ့ဟာကိုနားလည်နိုင်တဲ့ကိုမှညံတစ်ခုလဲရှိမယ်ဆိုရင်ဒီဥစ္စာဒီအချိန်လဲကြမယ်ဆိုရင်ပြောပြီးသားနော်တချို့ဘလောက်ပဲဝစ်ကြွေးကြီးစိမ့်တို့ဘယ်သူမှဘေးနာနေကဲလို့မရတာတွေအများကြီးရှိတယ်ဆိုတော့ဘာလဲဆိုရင်ကိုယ့်ရဲ့ကံကြွေးတွေဝစ်ကြွေးတွေပေါ့နော်ဒီအထူးသဖြင့် social karmic နဲ့ awareness karmic တွေကိုရှင်းလင်းမှုအချိန်ကြတဲ့သူတွေရှင်းလင်းရမယ်ဆိုတဲ့ပေါ့နော်ဒါညံ level တစ်ခုရှိနေတဲ့သူတွေနောက်တစ်ခုကကြာရှင်းလင်းမှုအတွက် ready energy ready ဖြစ်နေတဲ့သူတွေအားလုံးကိုဒီနေ့ကစပြီးတော့စိမ့်တို့ပါလဲဆိုရင် karmic cleansing program ကနေပြီးတော့စိမ့်ကစေတနာမေတ္တာပြေဝစွာနဲ့အလုံးလုပ်ပေးဖို့စောင့်ကြိုနေပါတယ်လို့ပြောချင်ပါတယ်အဲ့တော့စိမ့်နောက်ဆုံးမှာလဲစိမ့်ရဲ့မေတ္တာစကားလေးနဲ့ပိတ်ပါမယ်ဒီ protocol တွေအားလုံးဒီအဖွင့်ကစပြီးတော့ karmic cleansing program ကစပြီးတော့ protocol တွေအားလုံးမှာပါတင်ပါထိုက်တဲ့စိမ့်နဲ့အလုံးလုပ်ရမယ်ပေါ့နော်ပုံမှန်လင်းပြောမယ်နော်စိမ့်နဲ့အလုံးလုံးရမယ်တန်တရားမှာအလုံးလုံးရမယ်သူကလေစိမ့်နဲ့အလုံးလုံးမှာကိစ္စအကြောင်းသိမ်းပါနော်အဲ့တော့အားလုံးကသူ့ပဋ္ဌာန်းစံနဲ့သူအလုံးလုံးရတာဖြစ်တဲ့အတွက်စိမ့်နဲ့အလုံးလုံးရမယ်တန်တရားခီးသွားမိတ်ဆွေများအားလုံးဒီစိမ့်အလုံးလုံးပေးနေတဲ့အချိန်မှာသူ့အချိန်နဲ့သူလုပ်တဲ့ဒီ protocol တွေသူ့အချိန်နဲ့သူလုပ်တဲ့ mission တွေမှာအခက်ခဲမရှိစိတ်တူကိုယ်တူပါဝင်ပြီးတော့အလုံးလုံးနိုင်ကြပါစေလို့စိမ့်ကဆုတောင်းပေးလိုက်ပါတယ်အဲ့တော့ထုံးစံအတိုင်းပဲGoogle Form ဖြည့်ပြီးတော့အသေးစိတ်ကိုတော့စိမ့်တို့ page messenger မှာသွားပြီးတော့မေးလို့ရပါတယ်အဲ့တော့အားလုံးပဲတွေ့ကြပါမယ်အတူတူအလုပ်လုပ်ကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ် Namaste